အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဂျာရက်ပေါ့နော်ဂျာရက်နဲ့မနေ့ကစနေနေ့ထိတိတ်မအားရတဲ့ဗီဒီယိုလေးမတင်ပေးခဲ့ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်မှရွေးချယ်မှုတွေ Telegram Channel မှာ free တင်ပေးတာတွေကတော့နေ့တိုင်းပွဲရှိတဲ့နေ့တိုင်းရှိတယ်ပေါ့နော်ဒါကျွန်တော် Telegram Channel မှာ record တွေပါလေဝင်ပြီးတော့လေ့လာလို့ရပါတယ်ဆိုတော့ Telegram Channel လေး join ထားလို့ရတယ်ပေါ့နော်ပြီးတော့ Facebook page လေးကိုလည်းfollow လေးလုပ်ထားလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီ YouTube တွေ TikTok တွေမှာလည်းကျွန်တော်ကမလုပ်ဖြစ်တာပေါ့နော် Facebook မှာတော့ကျွန်တော်တို့လုပ်တာကြာပါပြီဆိုတော့ဒီနေ့ပွဲလေးတွေကျွန်တော်ပြောပါမယ်နည်းနည်းတော့နောက်ကျသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ Premier League ပေါ့နော် Premier League မှာတော့ဒီနေ့ပွဲကောင်းတွေများပါတယ်ဆိုတော့ပထမဆုံး Bournemouth Crystal Palace ပေါ့နော် Bournemouth Crystal Palace က Bournemouth ကတလုံးတရီလောက်ပေးထားတယ်ကိုပေါင်းစီ3လုံး40နိုင်ပေါ့နော်ဆိုတော့ဒီပွဲကကျွန်တော်ထင်တယ် Bournemouthကြီးတော်တော်ပြင်းနေပေါ့နော်ဆိုတော့ထိုးသားကိုဘုံမောက်ဖက်ရအောင်မခေါ်ထားတယ်လို့ပဲကျွန်တော်တော့မြင်တယ်ဘုံမောက်ကဥရောပဝင်ခွင့်အတွက်အမတ်လိုတာရယ်ပြီးတော့ Crystal Palace ရဲ့Conference League ကိုကျွန်တော်တို့ပို့ပြီးအာရုံစိုက်မယ်ဘာညာပေါ့နော်ဂျားရမှာလည်းသူတို့ရှက်တာတုံးနဲ့ကွင်းမှာတော့ကန်ထားရတယ်လာမယ့်ဘက်မှာလည်းထပ်ကန်ရအောင်မယ်ဆိုတော့ဒါမဲ့ကျွန်တော်တို့ဒီဈေးတန်းတွေကျွန်တော်သိကြိုက်တဲ့ဈေးတန်းတွေတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီရာသီစရရလည်းကျွန်တော် live တွေမှာတော့ကျွန်တော်ပြောခဲ့ပူပါတယ်ဆိုတော့ဘုံမောက်နိုင်သွားမယ်ဆိုရင်တော့မှကိုတော့မပြတ်တော့ဘူးလို့ကျွန်တော်ယူဆရဗျာမနေ့ကလည်း body အပေါ်ဒီ Premier League မှာတော်တော်များတယ်ပေါ့နော်ပွဲတိုင်းနီးပါပဲပွဲတိုင်းနီးပါ Newcastle တို့ Sunderland တို့တော့ Newcastle နဲ့ Wolves နဲ့ပေါ့နော်အဲ့ဒါတော့ body အောက်ပေါ့နော်ကျွန်တော်ကျန်တဲ့ဒိုးသားအကြိုက် body မှာ Brentford တို့တောက်ကြကြဆိုလဲ Leeds တို့ Arsenal ပေါ့နော်ဆိုတော့ body 3ပွဲလောက်ထိအောင်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီနေ့ Bournemouth Crystal Palace မှာတော့ကျွန်တော်ဘောမောက်ဂျေးမအောင်လောက်ဘူးလို့ပဲကျွန်တော်ယူဆရဗျဆိုတော့မတော်ဆနိုင်သွားမယ်ဆိုရင်တော့ဘောမောက်တကူလောက်နဲ့ပဲနိုင်သွားမယ်ကတ်နိုင်သွားလောက်မယ်လို့ပဲကျွန်တော်ယူဆရပါတော့ဆိုတော့ Crystal Palace body ကြိုက်ပါတယ်ပြီးရင်နောက်တစ်ပွဲကတော့ကျွန်တော်တို့ရဲ့ဒါပွဲကြီးပွဲကောင်းလို့ပြောလို့ရတယ်ပေါ့နော် Manchester United နဲ့ Liverpool နဲ့ level 30 United ကပေးထားရပါတော့အိမ်ခွင်းကနေကိုပေါင်းစီ3လုံး10ပြားရှုံးဆိုတော့United ရဲ့ level 30ကကျွန်တော်အမြင်ရတော့တိတ်မလုံလောက်ဘူးလို့ထင်တယ်ကျွန်တော်တို့အပေါ်အောက်နှစ်သင်းပေါ့နော်အပေါ်နှစ်သင်းဖြစ်တဲ့အပြင်ကို United ကလက်ရှိမှာခြေစွမ်းအပြင်ပို့ပြီးတော့တာပါတယ် Liverpool မှာဆိုတာဒီနေ့ဆာလာတို့ဘာလို့လဲပါနိုင်မှုမပါနိုင်ဘူးပေါ့နော်မပါနိုင်တဲ့အနေထားမှာ United အနေနဲ့ level 50နဲ့နိုင်မှသေးကြ level 80လောက်ထိဒါပေးလို့ရတယ်လို့ကျွန်တော်တို့မြင်နေပြဒါအပေါ်အောက်အဆင့်3နဲ့4ပေါ့နော်ဆိုတော့လက်ရှိမှာအဲ့လောက်ထိမပေးထားဘူးခြေစွမ်းရအောင်လက်ရှိအိမ်ခွင်းအသာကျန်တဲ့ရောဆိုလို့ရှိရင်တကယ်တမ်းဆိုလို့ရှိရင်ဒီနှစ်သင်းကဈေးတန်းတူတယ်ဆိုရင်တော့မှ level 50အဲ့ဒါကိုမှ United အနိုင်ပေးကြမယ်ဘာညာဆို50ရဲ့အထက်ကိုပေးတင်တယ်လို့ကျွန်တော်တော့မြင်တယ်ပြီးတော့ကိုပေါင်းစည်းကလည်းပြင်းတရောင်ရောင်တော့ရှိတာပေါ့နော် body ဈေး level 30မှာ3လုံး10ပြားရှုံးလောက်ပေးထားတယ်ဆိုပေမဲ့ပိုးစုပတ်ဆက်ကြီးကိုတွေများသွားလိမ့်မယ်လို့တော့တိတ်မထင်ဘူးဆိုတော့ကျွန်တော်ကြိုက်တာတော့ဒီပွဲကို draw လောက်ပဲကျွန်တော်တော့မထင်တယ် Liverpool နဲ့ပြန်နိုင်မှုကတော့မလွယ်ပါဘူးဆိုတော့ကျွန်တော်ထင်တာကတော့ 1-1 လောက်ပေါ့နော် 1-1 ပေါ့ 1-1 လောက်ပဲကျွန်တော်ထင်တယ်ဆိုတော့ Liverpool body နဲ့6 out တော့ကျွန်တော်နည်းနည်းကြိုက်တယ်ဒါ Ben match တွေကတော့အတိအကျခြေစွမ်းတိုင်းသွားတာဖြစ်တဲ့အတွက်ကျွန်တော် JE ပဲလည်းကြည့်လို့တော့မရဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တော့ဖြစ်နိုင်ခြေအရှိဆုံးစဉ်းစားတဲ့အနေအထားမှာတော့ကျွန်တော် Liverpool နဲ့6 out ကြိုက်တယ်ဒါအကြိုက်တူမှာတော့ဆော့ပါတော်တော်များနဲ့လည်းအကြိုက်တူချင်မှတူလိမ့်မယ်ပေါ့နော်ဆိုတော့နောက်တစ်ပွဲအနေနဲ့ကျွန်တော် Aston Villa နဲ့ Spurs ပေါ့နော်ဒီပွဲကတော့ Spurs ဘက်ကိုကြီးတော်တော်ခေါ်ထားတဲ့ပုံစံပေါက်တာပေါ့နော် Aston Villa ကြီးအရင်နဲတယ် level 60ရှုံးမှရှိရတာ Aston Villa က Europa League ကန်မိုးရှိနေတာရောကန်ထားရတာရောပေါ့နော်ဒါတော့ Nottingham Forest ကို 1-0 နဲ့ရှုံးထားတယ်ဆိုတော့သူတို့အဲ့ပွဲကလည်းသူတို့တော့အရေးကြီးတယ်အိမ်ခွင်းမှာပြန်ကန်ရမယ်ဘာလို့လဲဆိုတော့ဒီပွဲနိုင် Europa League ရဖို့ဆိုတာတော်တော်နီးစပ်နေပြီပေါ့နော် Aston Villa အနေနဲ့တစ်ဖက်ကတက်လာမယ် Freiburg ဘာသာတတင်းကလည်းကျွန်တော်တို့ Aston Villa အနေနဲ့ကရှင်မစောနိုင်ကြမရှိဘူးလေနော်ဆိုတော့ Aston Villa အများကြီးတာပါတယ်ဆိုတော့ Forest နဲ့ပွဲကိုပို့ပြီးတော့ Iron Side နိုင်မယ်လို့တော့ကျွန်တော်တို့ယူဆရပြီးတော့ Spurs ပေါ့နော်မနေ့က Watson ရှုံးထားတယ် Spurs ဒါဒီနေ့အမှတ်ရရင်တော့ Nelly ဒါ Watson နဲ့နီးစပ်လာမယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုယူဆတယ် Aston Villa တို့ကဘယ်လိုပဲဖလားပွဲကန်ရရှိလက်ရှိ Spurs ခြေစွမ်းနဲ့Spurs ရဲ့ Lucien injury ဒါ Xavi Simons တို့ဘာလို့ဆိုလဲဒါဒီနေ့အထက်မပါနိုင်တော့ပြန်ဘူးပေါ့နော်ဆိုတော့အများကြီးအားနည်းချက်ရှိနေတာ Spurs ပြဆိုတော့
Europa League ကန်ရရှိနေတာပဲဖြစ်ပေါ့နော်ဘလို့ပဲဖြစ်ဒီ Aston Villa ကဒီ Premier League မှာလည်းလုံးဝအမှတ်မလိုတော့တာလည်းမဟုတ်သူကိုယ်တိုင်လည်းအမှတ်လိုနေတဲ့အသင်းပဲဒါအောက်ကကျွန်တော်တို့ဒီ Brentford တို့ Brighton တို့ဟိုကတ်လိုက်လာတယ်ပေါ့နော်သူနဲ့ကတ်နေတယ်ဆိုတဲ့အနေအထားမှာတကယ်တမ်းဆို Aston Villa လည်းအမှတ်လိုပါတယ်ဟိုအရေးတကြီးတော့မဟုတ်ဘူးပေါ့နော်ပြောချင်တာအရေးတကြီးအသေးအတန်တော့မဟုတ်ပါဘူးကျွန်တော်9မှတ်လောက်ထိတော့ဒါ Brentford တို့ပေါင်းနဲ့ကွာပါသေးတယ်ဆိုတော့တကယ်တမ်းစပါးဒီလည်းAston Villa ဒီလည်းကျွန်တော်တို့အနေငယ်တော့အမှတ်လိုအပ်ချက်ရှိနေတယ်ပေါ့နော်ဆိုတော့ဟို level အရှုံးလောက်ထိတော့လက်ရှိမှာသူ့အနေနဲ့ဘယ်လိုပဲဖြစ်အများကြီးအားသာချက်ရှိပါတယ်အိမ်ဝင်ရောကျွန်တော်တို့လူစင်းရင်အိမ်ဝင်ဖြစ်တာရောအိမ်ဟိုလူစင်းရင်အားသာချက်ကောအများကြီးပေါ့နော်ဖဖကကျွန်တော် Aston Villa တာပါတယ်အဲ့ဒါအောင်မှကျွန်တော်တို့ level 60ကတော့နည်းနည်းပြော့တယ်ပေါ့နော်တော်တော်ပြော့တယ်လို့ကျွန်တော်ကတော့ယူဆတယ်ဆိုတော့စပါးတရေလောက်ရသွားနိုင်မလားလို့ကျွန်တော်ကတော့ယူဆပါတော့ပြီးတော့3ပေါင်း50 9ပေါင်းစည်းကလည်းဒီနှစ်သင်းအတွက်ကဟိုပြင်းတယ်လို့တော့ရှိရဆိုပေမဲ့လည်းကျွန်တော်ထင်တယ်တိတ်ကိုများလာနိုင်မဲ့ပွဲလို့တော့ကျွန်တော်မထင်ဘူး Aston Villa မတော်ဆတကူလောက်နဲ့ရသွားပြီဆိုရင်လည်းထိန်းကစားဖို့ပဲများတယ်ပေါ့နော်စပါးအနေနဲ့လည်းအလုံးလုံးပြန်သွင်းနိုင်လဲကျွန်တော်ထင်တယ်1-1လောက်ပဲကျွန်တော်ဒီပွဲကိုလည်းယူဆရပါတော့ကောင်းရင်တော့ကျွန်တော်တို့ဟိုဂိုးပေါ်ချိန်တော့တူတူတွေပါလဲသွားကောင်းသွားမှာပေါ့နော်ဆိုတော့ဟိုတေချာတာတခုကတော့ဇုံပေါ်တော့ဖြစ်နိုင်ကြီးနဲတယ်ပေါ့နော်ဒီပွဲဟို Aston Villa body ဈေးနဲတယ်ဆိုတော့ကျွန်တော်ကတော့ဒီပွဲလဲကျွန်တော်စပါး body ကိုကျွန်တော်ပို့ကြိုက်တယ်ကိုအောက်ကတော့ပမကြိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော် Premier League 3ပွဲပြီးလို့ရှိရင်ကျွန်တော် channel ထဲကဒီ channel league တွေကကျွန်တော်အကြိုက်တွေနဲ့ပြောမယ်ပေါ့နော်ကျွန်တော်အဲ့ထဲမှာ Juventus နဲ့ Verona နဲ့ပေါ့နော် Juventus နဲ့ Verona မှာ Juventus ကနှလုံးစိတ်ပေါ့နော်နှလုံး25ပြားနိုင်ကိုပေါင်းစီ3လုံး10ပြားနိုင်လောက်ပေးထားတယ်ဆိုတော့ဟိုတကယ်တမ်းဆိုလို့ရှိရင်တော့ Juventus ကြေးပြင်းတယ်ပေါ့နော်ဒါပေမဲ့ဟိုတာမန်မှာပဲကျွန်တော်ထင်တယ်ဟို Verona ကကျွန်တော်လက်ရှိအဆင့်19ပေါ့နော်ဟိုတန်းလဲဆင်းနေပြီလို့ပြောလို့ရတဲ့အသင်းပါပဲဘာမှမျှော်လင့်ချက်လည်းတိတ်မရှိဘူးဆိုတော့ Juventus ကတော့ဟို Champions League ဝင်တော့အမှတ်လိုတယ်လို့ဟိုကျွန်တော်ယူဆရတာပေါ့နော်ဒါနောက်ကကိုမိုတို့ရိုမာတို့နဲ့သူနဲ့အမှတ်ကတိတ်မကွာဘူးပြဆိုတော့နိုင်တော့နိုင်မယ်ဗျာဒီလားဟိုကျွန်တော်တစ်ချက်ကြည့်အောင်နော်နိုင်တော့နိုင်ကြီးရှိပါနိုင်ကြီးလည်းများပါတယ်ဒီအသင်းမှမနိုင်လဲဂျူဗင်အတွက်ကအဆင်မပြေဒါပေမဲ့ဒီလိုပွဲတွေဂျူဗင်တို့ဘာလို့လို့အသင်းနေနေနဲ့လှုပ်ရှားလို့အရန်ကောင်းတယ်ဗျာဘာလို့လဲဆိုရှေ့မှာခြေစွမ်းနေကောင်းတယ်လူတွေမထင်ထားတဲ့အချိန်တွေတချို့ပွဲတွေပေါ့နော်မဘူလောနာနဲ့တော့လည်းကြေးပြင်းတယ်သူ2-0နိုင်တယ်အတလန်နာကွဲမှာကြေးသွားပေးတယ် level 50လောက်ထိအတလန်နာကွဲမှာပေးတယ်နိုင်တယ်ပြီးရင်ဂျီနိုဝါလို့အသင်းကိုလည်း2-0တွေပါနိုင်ထားတယ်ဆိုတော့နောက်ဆုံးကန်ထားတဲ့ပွဲတော်တော်များများပေါ့နော်နိုင်အနိုင်နဲ့ဟိုတရေတွေကြီးပဲ AC ကွဲမှာတော့မှကျွန်တော်တို့ဂျူဗင်ကကြေးပေးခဲ့တဲ့ level ထိဒါရောက်ခဲ့တယ်ပေါ့နော်ဆိုတော့ဂျူဗင်ဒီကကျွန်တော်အင်တာဗျူးရင်ကြေးပြင်းတဲ့အသင်းလို့တော့ပြောလို့ရပါတယ်အင်တာတို့နာပိုလီတို့အင်တာပြီးလို့ရှိရင်ပေါ့နော်ဒီနာပိုလီတို့ဂျူဗင်တို့ဟိုကဒါတော်တော်ကြေးပြင်းနေတယ်ကြေးတန်းမြင့်တဲ့အထက်မှာပါတယ်ဗျဆိုတော့နှလုံး30နိုင်ကတော့လက်ရှိမှာကျွန်တော်အနေနဲ့နှလုံးအစိတ်နိုင်လောက်ကနည်းနည်းလေးတော့ပြောရပေါ့နော်ဂျူဗင်တကယ်လို့ကိုပြတ်မယ်ပါညာဆိုလို့ရှိရင်ဒီထက်ပိုပေးတင်တယ်ပြီးတော့ဂျူဗင်နေနဲ့နောက်ဆုံးကန်ထားတဲ့ကျွန်တော်တို့1 2 3 4 5 6 9ပွဲမှာပေါ့နော်9ပွဲမှာတကူပဲပေးထားရတယ်ဆဆိုလိုတကူပဲပေးထားရတယ်ဆိုတော့ဗီယိုနာလိုမျိုးလက်ရှိမှာကိုတကူရဖို့တော့မှမလွယ်ကူတဲ့အသင်းအနေနဲ့ကဟိုမျောလင်းချက်ကတိတ်မရှိဘူးပေါ့နော်ကိုရဖို့ဆိုတာဒါပေမဲ့ကျွန်တော်ကတော့ဒီလိုပွဲမျိုးတွေကကျွန်တော်ဂျူဗင်ရှေ့ရာဒီတွေမှာလည်းတွေ့ခဲ့ရဘူးတာမျိုးရှိတယ်ပေါ့နော်နိုင်တော့နိုင်မယ်ဒါပေမဲ့တကူလောက်ပြန်ပေးလိုက်တာမျိုးအဲ့လိုကွက်တွေများတယ်ပဲကျွန်တော်ထင်တယ်ဒီဘက်2-1တို့3-1တို့နဲ့ဂျူဗင်နိုင်လဲကြေးမအောင်တော့ဘူးကျွန်တော်ကတော့ဒီဘက်မှာဂျူဗင်ကိုပေးရနိုင်တယ်အနိုင်လဲတည်ကြတယ်ဂျူဗင်ဟိုနိုင်မှုလဲလိုအပ်တာဖြစ်တဲ့အတွက်2-1လောက်ကတော့ကျွန်တော်မြင်ရမယ်ဆိုတော့ body ထက်ဆိုင်ရင်တော့ကျွန်တော်ဒီပွဲမှာကိုပေါင်းအပေါ်ကိုကြိုက်တယ်ဂျူဗင်အနေနဲ့ကိုအောက်တွေကြီးပဲကန်နေတယ်ကိုလည်းမပေးရတာများနေပြီတစ်ဖက်ကဗီယိုနာလိုအသင်းကလည်းကိုရဖို့ဆိုတာဟိုလူတိုင်းမထင်တဲ့ဟိုကိစ္စပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီပွဲမှာဗီယိုနာကိုရလာနိုင်မယ်လို့ကျွန်တော်ယူဆတယ်ပြီးတော့ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုဂျူဗင်အိမ်ကွင်းမှာထိပ်တိုက်တွေ့ဆုံမှုတွေမှာဆိုလို့ရှိရင်လည်း3လုံးထိရောက်ခဲ့တဲ့ပွဲဆိုတာတော်တော်ရှားပါတယ်ကျွန်တော်နှလုံးဟို1-0 2-0နဲ့ပဲဂျူဗင်နိုင်ခဲ့တာတွေများတယ်ပေါ့နော်ဆိုတော့ဒီပွဲမှာတော့မထင်မှတ်ထားတဲ့ရလဒ်တစ်ခုမျိုးကျွန်တော်ဖြစ်လာမယ်လို့မျှော်လင့်နေဟိုစွန်သားပို့ပြီးစွန်သားရဲ့ရင်တော့ဗီယိုနာဘော်ရီနဲ့ကိုဘော်ဆော့ပေါ့နော်ကျွန်တော်ကတော့ကိုဘော်ပို့ကြိုက်ပါတယ်အင်တာပွဲကတော့ကျွန်တော်ဘာမှသိမကြိုက်ပဲဂျူဗင်ပွဲအချိန်တွေကိုတစ်ချက်ကြည့်ပြီးတော့ကျွန်တော်ဆော့တာပို့ပြီးတော့အဆင်ပြေလိမ့်မယ်ကြေးတန်းကကျွန်တော်အတူတူလောက်သွားတာပေါ့နော်ဒါမဲ့အိုက်ပွဲကလေအိုက်ပွဲကကြတော့လေကျွန်တော်တွေးတာကတော့အင်တာအနေနဲ့ဇုံဘော်ဒီနဲ့များပြီလားလို့လေကျွန်တော်တွေးရပါတော့ဟိုရှေ့ပွဲကတော့သူတိုရီနိုတော့ဘော်ဒီတော့ကြာပြီလေကိုတော့ပေါ်သွားသေးတယ်ဒီပွဲမှာတော့အင်တာ2-0လောက်ကျွန်တော်ထင်တယ်ဘာမှဟိုသူ2ပေါင်30ကိုပေါင်စီ3မိုင်းနဲ့25ကကိုအောက်သွားနိုင်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်
ပြီးလို့ရှိရင်ကျွန်တော်တို့ဟိုညဘက်ပွဲတွေထဲမှာreal budget ပေါ့နော် real budget ကတလုံး10ပြားနိုင်လောက်ပေးထားတဲ့ real OB လို့ဒါတန်းစင်းသွားတဲ့အသင်းလို့ပြောလို့ရတယ်တန်းစင်းသွားပြီလို့ပြောလို့ရပါတယ်ဆိုတော့ real budget ကလည်းကျွန်တော်တို့အမှတ်လိုတဲ့အထက်မှာတော့ပါတယ်ဘာလို့လဲဆိုတော့အဆင့်9နေရာပေါ့နော်အဆင့်9နေရာအတွက်ကဒီနောက်ကစက်တာတို့ဂီတာဖေးတို့ဒါဒီနေ့နိုင်ခဲ့မယ်ဆိုလို့ရှိရင်သူနဲ့တော်တော်ကတ်လာမယ်ဆိုတော့အမှတ်လိုနေတဲ့အချိန်တကူနဲ့နိုင်တာနဲ့မရှုံးတော့ကန်မှာအဆင့်20ကအသင်းနဲ့ဖြစ်တဲ့အချိန်မှာဘတ်တစ်က DJ ကတော့ပြော့လုံးတယ်တကယ်တမ်းဆိုတလုံး40ရှုံး50ရှုံးလောက်တော့လက်ရှိမှာပေးနေတယ်ကိုပြတ်နိုင်မယ်ဆိုလို့ရှိရင်ဆိုတော့ကျွန်တော်ကတော့ဘယ်လိုပဲစဉ်းစားဘတ်တစ်ကိုကျွန်တော်ခြေစွမ်းရတော့ဟိုရွေးတဲ့ဆိုပေမဲ့လည်းဈေးတန်းဟိုအတိတ်ပဲတိတ်ရှိမနေဘူးလို့ပဲကျွန်တော်ကတော့မြင်တယ်ဗျဟို real OB တို့ကကောင်းနေလားဆိုတော့လည်းအဲ့လောက်ထိလည်းတော့မဟုတ်ပါဘူးသူတို့ CV လာကိုကြားထဲမှာနိုင်တယ်စက်တာကွင်းမှာဒါနိုင်ထားတဲ့နှစ်ပွဲကလွယ်ရင်ဒါ Villarreal ဒီစောထားတဲ့ပွဲမှာထည့်ပါအောင်ကျွန်တော်ဒီ3ပွဲကလွယ်ရင်တော့ကျန်တဲ့ပွဲတွေကတော့ဟိုတာမန်မှာပဲ Levante လို့အတင်းနဲ့တောင်မှသူတို့ဒါအဝေးကွင်းမှာ2ဂိုးပြတ်ရှုံးခဲ့သေးတာပဲဆိုတော့ဘတ်တက်တကယ်လည်း2ဂိုးပြတ်နိုင်ခြင်းနဲ့နိုင်မှာတေးကြတယ်ဆိုလို့ရှိရင်1- နဲ့ထွက်ကိုထွက်တဲ့တယ်ပေါ့နော်အဆင့်9နဲ့အဆင့်20ဆိုတော့ဘတ်တက်အဲ့လောက်ဈေးမပေးထားတဲ့ပုံစံရတော့နိုင်တော့ကိုမပြတ်ဘူးလို့ပဲကျွန်တော်ယူဆတယ်ဆိုတော့10ပြားလောက်ရှင်းပြီးတော့ကျွန်တော်ကတော့ Real OB တို့ body ကြိုက်ပါတယ်ပြီးလို့ရှိရင် Espanyol နဲ့ Real Madrid ပေါ့နော်ကျွန်တော်တို့1ပေါင်း45-50ဝန်းကျင်ပေးထားတယ်မနေ့ကဘာစီလိုနာအိုဆာဆူနာကွင်းမှာပေးခဲ့တဲ့ဈေးပါပဲ9ပေါင်းစီ3လုံးတည်ဆိုတော့ Real လည်းပြော့တယ်ဗျအကြီးပြော့တယ်ဘာလို့လဲဆို Espanyol ဒီကျွန်တော်တို့ဒီ2026စရဲရပါတော့နိုင်မွေးမရသေးတဲ့အတင်းအရှုံးတည်နဲ့အရှုံးနေပြီပဲဖြစ်နေတဲ့အတင်း Real Madrid ကအမှတ်လိုတယ်ပေါ့နော်ဒါပေမဲ့ဘာစီပဲကျွန်တော်ချန်ပီယံဖြစ်ဖို့ကတော့90%လောက်ကတေချာသွားပါပြီဘယ်လိုပဲဖြစ်ပေါ့နော်ဆိုတော့ Real ကလက်ရှိ Mbappe မပါနိုင်တာတွေဘာတွေနဲ့ဆိုတော့ကြီးရတော့ပြော့တာတော့လက်ခံပေးလို့ရတယ်တကယ်တမ်းလည်းဒီကြီးပြော့တဲ့အတိုင်းဆိုလို့ရှိရင်တော့ Real မနိုင်မှုများတယ်လို့ကျွန်တော်ကတော့ယူဆရပဲနိုင်သွားတော့တကူပဲမနေ့ကဘာစီပွဲလိုပဲပေါ့နော်ကျွန်တော်အော်ဆာဆူနာဆိုကျွန်တော်မမာတီကျွေးခဲ့အပြား90တော့ရှုံးသွားတယ်ဆိုတော့ဒီနေ့ Real ကိုလည်းကျွန်တော်အဲ့လိုပဲစဉ်းစားတယ်မနေ့ကဘာစီနိုင်တယ် Villarreal ဇုံပေါ်အောင်တယ်တီကိုနိုင်တယ်ပေါ့နော်ဆိုတော့အဆင့်1 2 3 4မှာ3ပွဲကကြေးအောင်ယူသွားပြီဆိုတော့ဒီနေ့ Real ထပ်အောင်ပါမလားပေါ့နော်ကျွန်တော်တော့နိုင်သွားတော့မှ Real ကိုပြက်ကြီးအဲ့လိုလွတ်ပေးလိမ့်မယ်လို့တော့မထင်ဘူးဗျဆိုတော့ Espanyolအိမ်ဝင်းတော့ကျွန်တော်တည်လောက်ထင်ကစားသွားနိုင်မယ်လို့ယူဆတယ်ရီရဲ့လက်ရှိခြေစွမ်းရတယ်ကျွန်တော်တို့တိတ်အားရစရာမကောင်းဘူးပေါ့နော်ပြီးခဲ့တဲ့ဘတ်တင်တဲ့ပွဲမှာဆိုလဲကျွန်တော်ဘတ်တင်တဲ့ပွဲမှာရီရဲ့တည်ရှုံးပြီးတော့ကျွန်တော်ရီရဲ့ရွေးခဲ့တာပဲဒါပေမဲ့နောက်ဆုံးမိနစ်မှာဂိုးပြန်ပေးတယ်ကြီးတွေလည်းကြာပါတော့အလာဗတ်နဲ့တော့ဆိုလဲအဲ့လိုပဲနှလုံးအပေါင်းလားမသိဘူးထွက်တယ်အဲနောက်ဆုံး2စီးနဲ့နိုင်နေတယ်နောက်ဆုံးမိနစ်မှာဂိုးပြန်ပေးတယ်နှစ်ပွဲရှိပြီပေါ့နော်ရီရဲ့အဲ့လိုလှုပ်စားနေတာဆိုတော့ဒီနေ့လဲကျွန်တော်ထင်တယ်ရီရဲ့ကချန်ပီယံလိတော့ကလည်းသူကစိတ်မပူပါဘူးဟိုချန်ပီယံဖြစ်ဖို့ဒီလာလီဂါဖလားယူဖို့ကလည်းသူ့အနေနဲ့ကမလွယ်ကူတော့တဲ့အနေအထားမှာတော့တေချာဟိုမဖြစ်ဘူးပေါ့နော်လက်ရှိနီးပြနေရတယ်ကျွန်တော်တိတ်ပြီးတော့အားရစရာတော့မရှိဘူးပြပြီးတော့လူစင်းလက်ရှိဒီနေ့မှာဆိုလို့ရှိရင်လည်း Mbappe မပါနိုင်ဘူးပေါ့နော်ဆော်ရဲရလည်းကျွန်တော်တို့အားနေချက်တွေများနေတယ်ရီရဲ့ဒီနေ့ Espanyol အိမ်ခွဲမှာရုန်းကန်ရလိမ့်မယ်လို့ပဲကျွန်တော်ယူဆတယ်ဆိုတော့ Espanyol body ကျွန်တော်ကြိုက်ပါတယ်ဆိုတော့ဒီနေ့အတွက်ဒါဒီလက်ကျန်ပွဲတွေကပေါ့နော်ကျွန်တော်အကြိုက်လေးတွေဖြစ်ပါတယ်ဒါ Bundesliga တွေကတော့ကျွန်တော်ဒီနေ့ဟိုအစောပွဲလောက်ပဲကြိုက်တယ်ဒါမှမီမှာဆိုလို့ကျွန်တော်မပြောတော့ပါဘူးပြီးလို့ရှိရင်ဒီမွန်ချန်ဂလာဘတ်ဒေါ်မွန်ကတော့ကျွန်တော်စိတ်ကြိုက်ဆိုရင်တော့ကျွန်တော်မွန်ချန်ဘော်ဒီပဲပပကြိုက်တယ်ဗောနော်ဒါအရန်ကြီးတော့ကျွန်တော်စိတ်ထဲမှာမရဲလို့ဗောနော်ဆိုတော့မွန်ချန်ဘော်ဒီတော့ပပကြိုက်တယ်ပြီး Freiburg နဲ့ Wolfsburg ကလည်းဒယ်စီလောက်ပဲဖြစ်တယ် Freiburg က9ပြလောက်ပဲအင်္ဂွဲခေါင်းထွက်ထားတယ်တိတ်တော့တိတ်ပဲမရှိဘူးဗောနော်ဆိုတော့ဟိုတခုတော့ရှိတာပဲ Wolfsburg ရဲ့ဒါတစ်ဖက်ပိတ်အမှတ်လိုနေတဲ့ပွဲအဲ့လိုကြောင်းလည်းပြောလို့ရပါတယ်ဆိုတော့နည်းနည်းတော့စားရတယ်ပေါ့နော်ကျွန်တော် Wolfsburg ခြေစွမ်းကြီးရလဲကျွန်တော်တိတ်ယုံရတဲ့အထဲမှာမပါဘူးဒါပေမဲ့ Freiburg ကတခုတော့ရှိတာပါဗျာလာမဲ့ဒီ Europa League Braga နဲ့ဒုတိယအကျော့အိမ်ကွင်းကိုပို့ပြီးတော့အားစိုက်ချင်တယ်ဘာညာဒီဟို Bundesliga မှာတော့သူတို့ကအမတ်လိုအချက်ဘာညာကဟိုတိတ်မရှိတော့ဘူးပေါ့နော်ဟိုဖလားဝင်ခွဲဟိုဗာလဲအဆင့်ခွန်ဒီ Frankfurt နဲ့Frankfurt နဲ့တော့သူနဲ့လူလို့ရသေးတယ်ဗျအဆင့်ခွန်တနေရာစာတော့ရှိတယ်အဲ့တစ်ချက်ရှိသေးတယ်ဗောနော်ဆိုတော့သူလည်းအမှတ်လိုတယ်လို့တော့ပြောလို့ရပါတယ်ကြေးရတော့တကယ်တမ်းဆိုလို့ရှိရင်တော့ဘယ်လိုပဲဖြစ်ပေးတင်တာဗောဗျာအဆင့်8နဲ့ကျွန်တော်တို့ဆက်ခွန်နဲ့9ဆင်းလောက်ကွာတဲ့အနေအထားမှာကြေးရတော့ပေးတင်တယ်မပေးထားတဲ့အနေအထားဒီကြေးရဆိုလို့ရှိရင်တော့ကျွန်တော် Wolfsburg ပဲကြိုက်တယ်ဒါပေမဲ့ခြေစွမ်းအပြင်ကျွန်တော်ဒီ Wolfsburg တို့ကတော့တိတ်မယုံရဲလို့
ပေါ့နော်ဆိုတော့ကြိုက်ရင်တော့ပပလိုက်ဆိုပေါ့နော်ဆိုတော့ Uzbek body ကြိုက်ပါတယ်မွန်ချန်ဂလာဘတ် body ကြိုက်ပါတယ်ဒီနေ့ကတော့ဒီ Bundesliga အဲ့တော့ကျွန်တော် body out တွေကြိုက်တာများပါတယ်ဒီအစောပွဲဆိုလို့ရှိရင်လည်းကျွန်တော် same body main မှာဆိုလည်း same body အိမ်ကွင်းကိုကျွန်တော်သဘောကျတယ်မရှုံးနိုင်ဘူးလို့ကျွန်တော်ယူဆရပေါ့နော်တည်ရည်နဲ့အနိုင်လေးဖြစ်လာမယ်လို့ကျွန်တော်ယူဆပါတယ်ဆိုတော့အဲ့လောက်ပဲပေါ့နော်ကျွန်တော်မနက်ဖြန်လည်းကျွန်တော်ဗီဒီယိုလေးလုပ်ပေးပြပါမယ်မနက်ဖြန် Premier League နှစ်ပွဲရှိမယ်ပြီးရင်တခြား series လာလီဂါလည်းရှိမှာဆိုတော့ကျွန်တော်မနက်ဖြန်လည်းကျွန်တော်တင်ပေးပါအောင်မယ်ဆိုတော့အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ